နေမောပြဗီဒီယိုပိုင်းပိတ်ရပါရဲ့အရင်မှတ်တာဒါဆိုဒီမှာတို့ကနန်းရွှေကွက်ရွှေရိုက်ရှင်တယ်ဗောနော်ကနန်းကွက်ရွှေရိုက်တဲ့နေရာမှာအထိုင်လေးနဲ့ကွက်ရွှေနိုင်တော့လားဗောနော်တစီစုံမောင်းရှောက်ဗောနော်အဲ့လိုရှောက်လို့ဖြစ်သွားတယ်တို့အဲ့နောက်မှာရှောက်လို့ဖြစ်ပြီးရတယ်သူ့ရဲ့ဒီရဲ့ငင်းခုံကဒီတပင်တနေ့ကျော်ရကနန်းကိုဒီရိုက်မဒီအဲ့လို3ညကို3ညကိုရွှေ့တဲ့နေရာမှာဒီမှာပြိငါမကူနောက်ပဲကူနောက်ပဲကူထက်ခုနကပဲကိုထက်ဖြစ်လိုက်တဲ့ကနန်းကိုဒီဘက်ကိုရွှေ့ချင်တာဆိုတော့သူ့ရဲ့ရှိမှဘာလုပ်ထားလဲဆိုတော့ဒီသုံးလုံးမောင်းကြီးနှစ်အဲ့နှစ်ကြောင့်ဒီဘက်ကိုနှစ်ပြိအင်းဒီနှစ်နောက်ပိတ်ရဲ့ဒီရှောင်းနောက်ပိတ်ဒီကနန်းသုံးလုံးမောင်းကြီးတုံညအဲ့နှစ်ပြိဖြစ်တဲ့ကနန်းဒီဘက်ကိုတော့ရွှေ့ရနေရမယ်ဒီနောက်သွင်းနဲ့ဒီထိန်နေပေါ့ရင်တော့အဲ့3ကြောင့်ဒီနှလုံးပေါင်း3ထိပ်စီ3ကြောင့်3ပါဝဒီနှလုံး8အဲ့နှလုံး8လို့ဖြစ်တာနဲ့ဒီထိပ်စီ3လုံးပေါင်းကြီး8ပြီးရင်ဒီ3ထိပ်နဲ့ပေါ်ထိပ်နဲ့အောက်ကထိပ်နဲ့ဒီ3ချက်နောက်ပိတ်နဲ့ဒီ3လုံးပေါင်း6ရတော့အဲ့ဒါတော့3 8 6ပြီးရင်တော့ဒီ3လုံးပေါင်းကြီး3ညအဲ့ဆိုတော့ဘယ်3ညတစ်လုံးရည်အဲ့တော့3ညဆိုတော့ဒီတိလျှောက်နောက်တွဲနဲ့3ညပိတ်နေပေါင်းခွန်သူ့အောက်မှာဒီနှလုံးပေါင်းခွန်အဲ့ခွန်ကြောင့်ဒီ8ခါနဲ့ခုနောက်ပိတ်နေခွန်ဒီသူရှိ3လုံးပေါင်းခွန်ကြောင့်3ညကြောင့်3ညပါဝ9နဲ့ဒီ6နဲ့6ပိတ်နဲ့9ထိ9နောက်ပိတ်နဲ့9ညပါဝ9ပြီးလို့ရှိရင်ဒီမှာ9ခါ9ထိတဲဆောင်မှာပေါ့ချွေအဲ့ဒီဒုကောင်းပေါ်မှာကြားတဲ့ဘရိတ်ကတစ်ဘရိတ်3ခုမှကြား9ဘရိတ်3 3ည9ဆိုတော့2ဘရိတ်ဘရိတ်3ခုပေါင်း2နှစ်ဆုံးလာပေါ့ဘရိတ်3ခုပေါင်းသူအဲ့လိုဒီပြီးရင်ဒီနောက်ပေါင်း9ကနောက်ပေါင်း9 3 ည9 9 3ည3 3ည9 3ညခါမှုဒီနေရွှေ့အဲ့တဲ့နေရွှေ့ဒီမှာ6ဒီမှာလည်း6ဒီမှာလည်း6ထည့်စီ3လုံးပေါင်းကြီး6ဖြစ်တယ်6ဖြစ်တဲ့နေရာမှာဟိုကဒီကနန်းကိုရွှေ့ချင်တာဒီကိုရွှေ့ချင်တာအဲ့ရွှေ့မယ်ဆိုရင်တွေ့ကောင်းမှာပြိငါ3နောက်ပဲ3ထက်ဖြစ်တဲ့ကနန်းရွှေ့ချင်တာတွေ့ရှိမှာဒီမှာကဒီ3လုံးပေါင်းကြီးနှစ်ဒီခွန်နောက်ပဲကြောင့်ဒီဘရိတ်ခွန်အဲ့ဒါရှိပြီးရင်ဒီတိရဒီခွန်ရဒီနှစ်ဒီ3လုံးပေါင်း10အဲ့ဒီဘက်ကလာရွှေ့တဲ့နေရာမှာအထိုင်တော့မယ်ဆိုရင်ဟာမယ်ဆိုတော့ဒီ3လုံးပေါင်း3အ3လုံးပေါင်း3ကိုဒီ4နောက်ပိတ်နဲ့9ခါနဲ့3 4နောက်ပိတ်နဲ့9ခါနဲ့3အဲ့3ပါပါကိုဒီနောက်ပိတ်နဲ့လက်ခါနဲ့ပေါင်း8 3ပါပါ8အရှိကြောင့်ဒီထိပ်စီး3လုံးပေါင်း8 3ထိပ်ပြီးလို့ရှိရင်ဒီ3 6ဒီနောက်ပိတ်နဲ့ပေါင်းခွန်အဲ3 6ခွန်ဒီ3လုံးပေါင်း6အဲဆိုတော့3 6 8ပေါ့နော်အဲ့ဒါဖြစ်တယ်ပြီးလို့ရှိရင်သူကဒီနောက်တွဲတဲ့ဒီခွန်နောက်ပိတ်နဲ့ခွန်ဒီနှလုံးပေါင်းခွန်ဒီမှာ9ခါ9ထိပ်ဖြစ်အဲ့ဒီမောင်းခွန်ကြောင့်ဒီထားနဲ့ခါနဲ့နောက်ပိတ်ပေါင်းခွန်အဲ့ခွန်နှစ်ခတ်ကို
အခွသုံးလုံးပေါင်းရင်တုံညတုံညလေးဖြည့်တယ်နဲ့အဲ့တုံညပါပါဒီတုံညနောက်ပိတ်နဲ့ငါးနောက်ပိတ်နဲ့ပေါင်းရင်ငါးအဲ့ဒီ3ခု9ကိုအထိုင်နဲ့ရှုပ်တာအဲ့ဒါရှင်းပြတာပေါ့နော်အောက်ကစိတ်ကနေပြီးတော့ထိုင်တယ်ပေါ့နော်အဲ့ဒီနေ့ဥမာထက်တာကဘရိတ်ရှိနှစ်ကြိမ်မှထက်တာကဘရိတ်ခွန်ရှိပေါင်းရင်းဒီငါနှစ်ဖြစ်အောင်ဆိုတော့ဒုဘရိတ်ခွန်ထဲမှာရမယ်အဲ့ဒါမှနှစ်ဖြစ်ဘရိတ်3ခုပေါင်းနှစ်ဖြစ်အဲ့လိုပေါ့အဲ့ဒါကြောင့်3ခု9ကွရွှေကြိုက်တာအဲ့ဒါပါပဲကျန်တာတော့မဟုတ်ကျန်တော့ဘရိတ်လိုင်းနဲ့ထိတ်လိုင်းကြီးပေါ့နော်ဘလို့ဘရိတ်လိုင်းလေးကကြည့်အောင်ဘရိတ်လိုင်းကြီးကဒီ3လုံးပေါင်းခွန်ထေဒီ3လုံးပေါင်းခွန်တတိယမျိုးထေဒီ3လုံးပေါင်းခွန်တီခွန်ရောက်ခွန်ခါဒီပင်ကြောင့်ဘရိတ်ခွန်ပေါ့အဲ့ဒီ3လုံးပေါင်းခွန်ရောက်ခွန်ခါဒီပင်ကြောင့်ဘရိတ်ခွန်ဒီမှာခွန်ခါရိုက်ပြီးဆိုတော့ဒီ3လုံးကခွန်ဖြစ်နေဆိုဒီမှာဘရိတ်ခွန်ထည့်ရင်တော့ထည့်စီနဲ့ဘရိတ်ခွန်ထည့်ခြင်းလေဆိုရင်ဒီကနန်းတလုံးနေရာရမှာထိုင်ရမှာဘရိတ်ဆိုရှုပ်ကနန်းဘောကတစ်ခွက်တစ်ထွန်းအောင်ပေါ့နော်အဲ့တစ်ခွက်တစ်ရှုပ်ကြည့်တူဒီနမ်းမှာဖြီတာလေးရှိတယ်ပေါ့နော်ဖြီတာလေးဒီမှာဆို6ထိပ်5ထိပ်4ထိပ်ပေါ့3ထိပ်ပေါ့6 5လေးပဲအရင်ဖြီကြည့်လိုက်မှာပေါ့နော်4ချိန်ဆိုတာတော့ဖြီခဲ့တယ်ပေါ့ဒီ6ထိပ်ကြောင့်ဒီကောင်းဘွားရှိရတဲ့ခါနဲ့ပေါင်း6ဒီခါ5ထိပ်ကြောင့်ဒီကောင်းဘွားရှိရတဲ့ခုခါနဲ့ပေါင်း5ခုခါပေါ့နော်ဒီကောင်းဘွားရှိရတဲ့ဒီခုခါနဲ့ပေါင်း46 5လေးပေါ့အဲ့လိုလေးဖြီချာလေးတွေ့တယ်ပေါ့နော်အဲ့လိုလေးဖြီချာတွေ့ရတဲ့အတွက်ကြောင့်ဒီမှာကနှစ်ပိတ်3ပိတ်4ပိတ်စီနေရှိအဲ့ဒီနှစ်ကြောင့်ဒီနှစ်တိတ်လေးကြောင့်နှစ်ပိတ်လေးကြောင့်ဒီနောက်တွဲတဲ့ထိပ်စီနဲ့ပေါင်းနှစ်ဒီ3ပိတ်ကြောင့်ဒီနောက်တွဲတဲ့ထိပ်စီနဲ့ပေါင်း3ဒီ4နောက်ပိတ်ကြောင့်ဒီနောက်တွဲတဲ့3ထိပ်စီနဲ့ပေါင်း4အဲ့လိုဖြစ်ချင်တာအဲ့တော့မှဆိုတော့ခွန်ပြရှင်းကနေဆက်သွားမယ်ဆိုရင်ဒီ3လုံးပေါင်းခွန်ဒီ3လုံးပေါင်းခွန်ဒီ3လုံးကိုထပ်ခွန်နေတယ်အဲ့တော့3ထိပ်ပဲအဲ့3ထိပ်ကဒီတစ်ချက်နဲ့ပြီးလားဆိုတော့အဲ့3ထိပ်ကထိပ်ခွန်ဘရိတ်ကိုလိုရဲခုဆိုရင်ဒီမှာဒီ9ထိပ်က9ခါပေါ့နော်3ထိပ်စီဒီ9ခါနောက်ပေါင်းလေးပေါ့ပြီးမှ3ထိပ်ဖြီးမယ်ဒီမှာခွန်ထိပ်ခွန်ခါ3ထိပ်စီနဲ့နောက်ပေါင်းလေးဘရိတ်ခွန်ပေါ့နော်ဒီမှာ9ထိပ်9ခါတော့ဒီမှာ3ထိပ်စီးပြီးတော့3ထိပ်စီးလိုက်တာ ਨੇ ဒီ3ထိပ်ကြောင့်3နှစ်ခတ်ဒီနောက်ပိတ်ရဒီလူဒီပေါင်း9 3နှစ်ခတ်9ပေါ့နော်ဒီလူရဲ့ဒုတိယ3ထိပ်စီးကြောင့်9 3ဒီနောက်ပိတ်နဲ့ပေါင်းခွန်3နှစ်ခတ်9ပဲပေါ့နော်ခွန်နောက်ပိတ်ပေါ့နော်ဒီ3ထိပ်စီးကြောင့်ဒီ3လုံးပေါင်းရှင်9နောက်ပိတ်ပေါ့နော်အဲ့လိုလေးရှိရဆိုတော့ကြောင့်3ခု5ထည့်ရွေးရရှင်ဖြစ်တယ်ပေါ့နော်ပြီးရရှင်လည်းသူဇောင်းပါလေပရိလေးကတော့ဒီမှာ4ပရိရှိတယ်ဒီမှာ1ပရိရှိတယ်4 1ဒီ3ပေါင်းခွန်ပေါ့4 1ခွန်ဆိုပရိရှိတယ်ပေါ့နော်အဲ့ဒီတက်လာဆိုဒီမှာဒီ3လုံးပေါင်းပရိခွန်ပေါ့နော်3ခု5နဲ့ပဲဒီတက်သွားတယ်ပေါ့နော်ပရိခွန်ဒီဇောင်းမှာဒီမှာ2နှစ်ခွန်ရှိတယ်ပရိ1ပေါ့နော်သူအောက်မှာ4 4နှစ်ရှိတယ်အဲ့ဒါပေါ့ဒီကလည်းဇောင်းတက်လာပေါ့နော်ပရိ4ပရိ1ပရိခွန်ပေါ့4 1ခွန်ဆိုတက်လာပေါ့နော်အားကြောင့်ဒီမှာလည်းပရိ4ပရိ1ပရိခွန်ဆိုဒါယူဆတာပေါ့နော်3ခု5တက်တစ်ခုယူရပေါ့အဲ့တော့လွယ်ကွယ်မှန်တဲ့ဘက်ကတော့3ခု5ကြိုက်ပါတယ်ထူပါပေါ့ဘယ်လိုမှတော့အဲ့ဒါကြီးဩဝါဒတော့မတိုက်သွင်းချင်ဘူးကြိုက်ရင်တော့ထူ